အားလုံးပဲမင်္ဂလာပါ Society for Human Resource Management ရဲ့လေ့လာတွေ့ရှိချက်အရဆိုရင်အသက်32နှစ်နဲ့အသက်60ပတ်ဝန်းကျင်လူလက်ပိုင်းဝင်တဲ့29ရာခိုင်နှုန်းဟာလက်ရှိလုပ်ငန်းခွင်အပေါ်ကျင်းတဲ့နှစ်သိမ့်မှုရှိကြောင်းတွေ့ရပါတယ်။ကျန်ဝင်တဲ့အများစုကတော့မဆိုးပါဘူး။ဒါမှမဟုတ်လုံးဝကျင်းတဲ့မှုမရှိဘူးဆိုတဲ့အဖြစ်မျိုးကိုလည်းတွေ့ရပါတယ်။အလုပ်တစ်ခုကိုဝင်ရောက်လုပ်ကိုင်တဲ့အခါမိမိစိတ်ပါဝင်စားတဲ့နယ်ပယ်နဲ့လှုပ်ဆောင်နေရတဲ့ဝတ္တရားတွေကြားကကွဲလွဲမှုရှိခြင်းဖိအားများအောင်အလုပ်လုပ်ရခြင်းမိမိတာဝန်ယူရတဲ့လုပ်ငန်းပေါ်လုံလောက်သော training ပေးခံရမှုမရှိခြင်းလုပ်ငန်းငယ်အတွင်းလုံခြုံမှုမရှိခြင်းလုပ်ဖို့ကိုင်ပန်းများနဲ့လိုက်ရုံးညီထွေမှုမဖြစ်ခြင်းအထက်လူကြီးများနဲ့သဘောထားကွဲလွဲခြင်းမိမိရဲ့ career life အားတိုးတက်မှုမဖြစ်စေခြင်း work life balance မဖြစ်ခြင်းစတဲ့အချက်တွေဟာလူတစ်ယောက်ကိုလုပ်ငန်းခွင်မှာစိတ်ဝင်စားခြင်းတွေကိုဖန်တီးပေးပါတယ်။လက်ရှိလုံမှာမပြောတော့ဘူးဆိုရင်တော့နံပါတ်1အနေနဲ့မိမိကိုယ်ကိုမိမိစိန်ခေါ်ပါဘယ်တာဝန်တွေကိုဘယ်အချိန်အတွင်းအပြီးလုပ်ဆောင်နိုင်မလဲဆိုတာမျိုးအခြားဘယ်အလုပ်တွေကိုထပ်လုပ်နိုင်လဲဆိုတာမျိုးမိမိကိုမိမိစိန်ခေါ်ပြီးအလုပ်ကိုစိတ်ပါဝင်စားလာအောင်လုပ်ပါနံပါတ်2အနေနဲ့မိမိတကူတည်းမလုပ်နိုင်တဲ့ကိစ္စရပ်များတွေကိုအထက်လူကြီးကိုတင်ပြဖို့မဖြစ်ပါနဲ့တာဝန်ယူရတာများလာတာလုပ်ငန်းတာဝန်အချိန်စရာတွေကအသင်ကိုအသက်ရှူချက်စေရဆိုရင်သင်အထက်လူကြီးကိုပုံပွင့်လင်းလင်းတင်ပြပါနံပါတ်3အနေနဲ့ကတော့ work life balance ဖြစ်ပါစေအလုံးနဲ့မိသားစုဘဝကိုယ်ပိုင်ဘဝမျှတမှုရှိပါစေမိမိအတွက်မိမိမိသားစုအတွက်အချိန်ပေးပါအပန်းဖြေပါလုပ်ငန်းချိန်ပြင်ပမှာအလုပ်တွေကိုခိတ္တမိထားပြီးဘဝကိုပျော်ရွှင်အောင်နေထိုင်ပါနံပါတ်4အနေနဲ့ကတော့မိမိရဲ့ခံယူချက်ကိုပြောင်းကြည့်ပါသင်လက်ရှိတာဝန်ယူထားရတဲ့အလုပ်တွေကိုအကောင်းဆုံးလုပ်ဆောင်ပါလုပ်ဖို့ကိုင်ပန်းများနဲ့ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်းဆက်ဆံပါပျော်စရာကောင်းတဲ့လုပ်ငန်းတွေတစ်ခုဖြစ်မိမိရဲ့အမြင်ကိုပြောင်းလိုက်ပါနံပါတ်5အနေနဲ့ကတော့လူမှုရေးရာခံစားချက်နဲ့အလုပ်ကိုမရောထွေးပါနဲ့လုပ်ငန်းဝင်ပြင်ပကမိမိရဲ့အဆင်မပြေမှုတွေလုပ်ငန်းဝင်အတွင်းကပုဂ္ဂိုလ်ရေးရာအဆင်မပြေမှုတွေကိုအလုံးနဲ့မရောနှောပါနဲ့အခုဖော်ပြပေးခဲ့တဲ့အချက်လက်တွေကတော့သင်ကိုလက်ရှိလုပ်ငန်းဝင်အတွင်းမှာပျော်ရွှင်စရာကောင်းတဲ့လုပ်ငန်းဝင်တစ်ခုအဖြစ်ဖန်တီးပေးနိုင်မှာပဲဖြစ်ပါတယ်ဝန်ထမ်းအားလုံးပဲလုပ်ငန်းခွင်မှာအဆင်ပြေပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်